မိမိကကွန်ပျူတာသမားဆိုရင်တော့ဒီဗီဒီယိုဖိုင်လေးကိုပေးအောင်ကြည့်လိုက်ပါဘာဖြစ်လို့လဲဆိုရင်ကွန်ပျူတာသမားတိုင်းမဖြစ်မနေသိရမယ် link လုပ်တဲ့နီး upload link လုပ်တဲ့နီးလမ်းလေးပဲဖြစ်ပါတယ်ခင်ဗျကြည့်ရှုနေကြတဲ့နေ့ရက်တင်အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ရဲ့ iWork Computer Post Channel လေးကနေပြီးပြန်လည်ကြိုဆိုပါတယ်ဒီဗီဒီယိုလေးမှာတော့ကွန်ပျူတာအသုံးပြုတဲ့သူတိုင်းမဖြစ်မနေသိထားရမယ်နီးလမ်းလေးတစ်ခုကိုလာပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဒီနီးလမ်းလေးကတော့ကွန်ပျူတာအသုံးပြုသူတိုင်းမိသူမဆိုသိကိုသိရမှာပေါ့နော်ဒါလေးကဘာလဲဆိုရင် upload လုပ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ် software တွေ upload လုပ်ဒါမှမဟုတ်ဓာတ်ပုံတွေ upload လုပ် video တွေ upload လုပ်တဲ့နည်းလမ်းလေးပဲဒီဘက်လေးမှာလာပြီးရှင်းပြပေးမှာဖြစ်ပါတယ်ပေါ့နော်အခုကျွန်တော်ရှင်းပြပေးမယ်နည်းလမ်းက upload လုပ်တဲ့နည်းလမ်းတွေကအများကြီးရှိတဲ့အထဲမှာကျွန်တော် Google device နဲ့ကျွန်တော် upload link လုပ်တာလေးကိုရှင်းပြပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကွန်ပျူတာသမားတိုင်းကကျွန်တော်တို့ကိုယ့်ရဲ့တငယ်ချင်းကို software တွေပေးပို့ခြင်းလဲဆိုရင်ကျွန်တော်တို့ online ကနေပြီးတော့အဲ့ software ကို link ပေးလိုက်တာနဲ့တင်သူ့ရှိမှာ download ရမယ်နီလန်လေးနောက်တစ်ခုအနေနဲ့ blogger တွေပဲဖြစ်ဖြစ် website ထောင်တဲ့သူတွေပဲဖြစ်ဖြစ် upload link လုပ်တဲ့အခါမှာအရန်ကိုမှကောင်းပြီးတော့လုံခြုံစိတ်ချရတဲ့ Google device လုပ်တဲ့နီလန်လေးပဲဖြစ်ပါတယ်ပေါ့နော်ဒီနည်းလေးကတော့ကွန်ပျူတာသမားတိုင်းမဖြစ်မနေသိကိုသိရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့အသေးစိတ်နဲ့ခဏခဏရှင်းပြပေးမှာဖြစ်ပါတယ် Google device upload link လုပ်တဲ့နည်းလေးကိုခဏခဏရှင်းပြပေးမယ်ပေါ့နော်အဲ့တော့အဆုံးထိကြည့်ပါကွန်ပျူတာသမားတိုင်းတချို့မေးလိုက်ရင် upload link လုပ်တတ်လားဆိုရင်မလုပ်တတ်ဘူးအများကြီးပဲတော်များများကွန်ပျူတာတွေသုံးတာတူတတ်တယ်ဒါပေမဲ့ upload link မလုပ်တတ်ဘူးဘာကြောင့် upload link လုပ်ရတာလဲဆိုရင်ကျွန်တော်တို့တွေ software တွေကိုယ့်ရဲ့တငယ်ချင်းပေးပို့ခြင်းတယ်သူတငယ်ကိုယ့်ရဲ့တငယ်ချင်းကမလေးမှာကိုယ့်ရဲ့ဓာတ်ပုံတွေပေးပို့ခြင်းတယ်ကိုယ့်ရဲ့ video တွေပေးပို့ခြင်းတယ် तू ကမလေးမှာဖြစ်နေဆိုကိုဒီကနေဘယ်လိုပို့မလဲဟုတ်တယ်နော်ဒါဆိုရင်ကျွန်တော်ကွန်ပျူတာနဲ့သူ့ကိုလှမ်းပို့ဖို့အတွက် upload link လုပ်ရတယ်ပေါ့နော် link လုပ်ပြီးတော့မှအဲ့ link ကိုသူ့ပေးပို့ပြီးတော့ तू က down မှသာလင်းသူ့ရှိမှရမယ်အဲ့ဒါဒီနည်းလေးပဲဖြစ်ပါတယ်အရင်လည်းကောင်းတယ် okay အဲ့ဆိုကျွန်တော်တို့စရအောင်အဲ့တော့ဒီနည်းလေးကတော့ဒါ Google device upload link လုပ်တဲ့နည်းဆိုတဲ့အတွက် Google account တော့ရှိဖို့လိုတယ်ပေါ့နော် okay အဲ့ကျွန်တော်တို့ Google ကိုသွားလိုက်မယ်နော်ဒီမှာ www.google.com ဆိုပြီးတဲ့ဟာလေးကိုရေးပြီးတော့အနာခေါက်လိုက်မယ်ဒီနေရာရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင် Google account ကိုဝင်လာလိုက်ဝင်ပြီးသွားပြီဆိုကျွန်တော်ဒီဘက်တောက်လေးမှာအဆက်60ရှိတယ်အဲ့60လေးကိုထောက်ပြီးဒီမှာ device ဆိုတဲ့ဟာလေးရှာကြည့်ပေါ့နော်အဲ့ device ဆိုတာကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲ့ device ကိုနှိပ်လိုက်ရင်အဲ့မှာဒီလိုပေါ်လာပြီဒါကကြတော့ကျွန်တော် upload link လုပ်ထားတဲ့ဟာတွေအများကြီးပဲပေါ့နော်ဒါအဲ့တော့ကိုက upload အသစ်လုပ်မယ်ဆိုရင်ကျွန်တော်တခါမှရှင်းပြပြီးမယ်နော်နှစ်ယူကိုထောက်ဒီဘက်မှာနှစ်ယူရှိတယ်နော်နှစ်ယူကိုထောက်ပြီးသွားရင်ကျွန်တော်နှစ်ယူကိုထောက်လိုက်ရင်သူကဘာလို့လာမယ်ဆိုလို့ရှိရင်အဲ့ဒီမှာနယူထောက်လိုက်ရင်အပေါ်မှာနယူ folder အောက်မှာ file upload အောက်မှာ folder အဲ့လိုဆိုပြီး၃ခုပေါ်တယ်ကိုကနယူ folder နဲ့တိဆောက်ပြီးတော့သူ့ရဲ့အခန်းကဏ္ဍလေးတွေ software ဆို software video ဆို video ဓာတ်ပုံဆိုဓာတ်ပုံဆိုပြီးတော့တိဆောက်ပြီးတော့လည်းလုပ်လို့ရတယ်ဒါမှမဟုတ်ပဲね direct file upload ဆိုပြီးတော့လည်းလုပ်လို့ရတယ်အဲ့တော့ကျွန်တော်ရင်ဆုံး new folder လေးတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးဒီမှာနာမည်ရေးမယ်ကဲအဲ့ဆို2025 video ပေါ့ BNDO videoဒါမှ software ဆို software ပေါ့နော်အဲ့ဒါကို create ကိုနှိပ်လိုက်ဒါဆိုဒီမှာလာပေါ်လိုက်မယ်2025 video ဆိုပြီးတော့ပေါ်နေလိမ့်မယ်ဟုတ်ပြီနော်ဒီမှာပေါ်သွားပြီနော်လိုက်ရှာကြည့်လိုက်ပေါ်သွားတယ်အဲ့ဒါဆိုသူ့ကိုကျွန်တော်တို့ကအရင်ဆုံးအဲ့ဒီ folder ကိုတိဆောက်လိုက်တဲ့အတွက်ကြောင့်မို့အဲ့ဒီ folder ကိုကိုတငယ်ချင်းကိုပေးပို့မဲ့ကမှာတငယ်ချင်းကြည့်လို့လုပ်ဖို့ကြည့်ရဖို့တော့တခုလောက်ထားပေးရသေးတယ်ဒေတာကြည့်နော်ဒီမှာကျွန်တော်တို့ဒီနေရာလေးကိုသွားလိုက်မယ်ဒီမှာဆိုရင်အဆက်30ကိုထောက်လိုက်ရတယ်နော်အဆက်30ကိုထောက်ပြီးဒီမှာ share ဆိုတဲ့ဟာလေးကိုနှိပ်လိုက်share ဆိုတဲ့ဟာလေးကိုနှိပ်ပြီးသွားရင်ဒီမှာကျွန်တော်တို့ကဒီမှာ share ဆိုတဲ့ဟာလေးကိုထောက်လိုက်နော် share ဆိုတဲ့ဟာလေးကိုထောက်လိုက်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီမှာဘာလုပ်ပေးရမလဲဆိုရင်သူကပပလော့အများကြည့်လို့ရအောင်ဒါကိုတယောက်တည်းကြည့်လို့ရတယ်တော့ခတ်တာတယ်အများကြည့်လို့ရအောင်ဆိုပြီးဒီမှာဒီနေရာလေးမှာကျွန်တော်တို့ကအောက်ဆုံးဟာကိုရွေးပေးရမယ်ပေါ့နော်ဒီနေရာလေးမှာအောက်ဆုံးကနော် anyone with the link ဆိုတဲ့ဟာလေးကို anyone with the link ဆိုတာကိုအမှတ်ချစ်ပေးလိုက်ဘာဖြစ်သွားလဲဆိုရင်ဒါကျွန်တော်တို့အများကြီးလို့ရအောင်ဖွင့်လိုက်ပြီးတော့ပြီးရင်ဒုံးကိုနှိပ်ပေးလိုက်ဒါဆိုရင်ကျွန်တော်တို့2025 folder ကအဲ့ link လေးပေးလိုက်တာနဲ့တင်ကြိုက်တဲ့လူဝင်downလို့ရတယ်။ Okay အဲ့ဒီမှာဒါ folder တိဆောက်ပြီးအဲ့ folder လေးနှစ်ချက်ထောက်လိုက်မယ်ဒီ folder ထဲမှာရှိတဲ့ software တွေအားလုံးကအများ down လို့ရမယ်ပုံစံမျိုးနဲ့လှုပ်ထားပြီးသွားပြီ
လွယ်တယ်နော်တချို့က link ပို့လိုက်တယ်ကို link တော့ဝင်ကြည့်တယ် download မရဘူးဘာကြောင့်လဲကိုကဒီနေရာမှာပိတ်ထားလို့ဖြစ်တယ်ဟုတ်ပြီနော်ကဲအဲ့ဆိုကျွန်တော်တို့မှာနောက်တစ်ခါဒီ Florida တဲကိုကျွန်တော်တို့က software ထည့်မယ်ဆိုရင်ဘာလုပ်မလဲအဲ့ဒီ Florida လေးဒီမှာနော်အဲ့ Florida နှစ်ချက်ထောက်ဖွင့်လိုက်ဖွင့်ပြီးသွားရင်ဒီ Florida ထဲမှာနေ U ကနေသွားပြီးတော့ file upload လုပ်မယ်ဟုတ်ပြီနော်ဓာတ်ပုံပဲဖြစ်ဖြစ် video ပဲဖြစ်ဒီနေ့တိုင်းပဲလုပ်တယ်နော် file upload ထောက်လိုက်တယ်ထောက်ပြီးဘူးကျွန်တော်ဒီမှာကျတော့ software တစ်ခုကိုကျွန်တော်လုပ်ပြပြီးမှာဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်ရှာလိုက်မယ် black software လေးကိုကျွန်တော်လုပ်ပြီးမယ်ရှာမယ်ပေါ့နော်ဘယ်နေရာမှာလဲဆိုတော့ဟုတ်ပြီနော်အဲ့ဒီမှာရှာလိုက်မယ် Photoshop brand လို့ရေးထားတယ် okay ဒီမှာတွေ့ပါပြီ okay ပြီးကျွန်တော်ဒီຢာလေးကိုတစ်ချက်ထောက်ပြီးတော့ open ပေးလိုက်အဲဒီဘက်ထောက်လေးမှာသူ upload သွားနေလိမ့်မယ်ပေါ့နော်ဒါဆိုရင် upload စိမ်းသွားလို့အမှတ်ချစ်ပြီးသွားရင်တော့ upload လုပ်လို့ပြီးသွားပြီအဲ့ဒီ link ကို copy ယူပြီးတော့ကိုတငယ်ချင်းကို pass ပေးလိုက်ရုံပဲ messenger မှာပဲဖြစ်ဖြစ် line မှာပဲဖြစ်ဖြစ်ကြိုက်တဲ့နေရာမှာသူ့ပေါ့ okay ဒီမှာရပါပြီပေါ့နော်ရပြီဆိုဒီမှာအဆက်34ကိုထောက်မယ်ထောက်ပြီးဒီမှာ share ဆိုတဲ့ဟာလေးကိုနှိပ်ပြီးခုနကတော့ upload လုပ်ပြီးစရာမလိုတော့ဘူး copy link မယ်လို့ဘာကြောင့်လဲ upload လုပ်ပြီးသား Flora ထဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ copy ကိုလုပ်လိုက် copy ကိုလိုက်ပြီးတော့အဲ့တငယ်ချင်းကိုကဗာလဲတွားပြီးတော့ပေးပို့လိုက်ရုံနဲ့ pass လုပ်ပေးလိုက်တာနဲ့တင်ကို software ကိုသူဝင်ကြည့်ပြီး download ရပါပြီဟုတ်ကဲ့ပါလွယ်ကူပါတယ်เนาะအားလုံးပဲအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီ Google Device လုပ်တဲ့ link လုပ်တဲ့နည်းလေးကိုအားလုံးပဲရလိမ့်မယ်လို့ထင်ပါတယ်โอเคဒါဆိုလို့ရှိရင်တော့အားလုံးပဲမင်္ဂလာပါကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်ကွန်ပျူတာ basic ပိုင်းတွေကိုခက်ခါနန်းလေ့လာကြပါအားလုံးဘိုင်